အားတန်ကိုကြားရလာဟယ်ရီဆိုတဲ့ခေါင်းကြီးကအပံနေတဲ့လူတစ်ယောက်ဟာရေခဲပြင်တစ်ခုရဲ့တရားပေါ်မှာရက်နေပြီးသူတို့အားလုံးဟာတနည်းမဟုတ်တနည်းနဲ့လွတ်မြောက်ချင်တဲ့အကြောင်းလဲတွေးနေပါတယ်။တာမန်ဘဝကြီးကကျွန်တော်တို့ကိုချီနှောင်ထားတဲ့အခါပြင်းကြီးစရာတွေနာကျင်မှုတွေနဲ့ကြောက်ရွံ့မှုတွေကနေထွက်ပြေးဖို့လိုအပ်ကြပေမဲ့သူကတော့အဲ့လိုမဟုတ်ပဲကြောက်ရွံ့မှုရှိနေမှသာအသက်ရှင်မှန်းသိလာပါတယ်။အခြားလူတွေနဲ့မတူတဲ့သူဟာဘဝကနေထွက်ပြေးတာမဟုတ်ပဲတေချင်းတရားစီကလွတ်အောင်ပြေးရမယ်အသက်မွေးဝမ်းကြောင်းအလုံးမို့တကယ်ခက်ခဲကြမ်းတမ်းလာပါတယ်။ထိုအေးခဲနေတဲ့ရေခဲပြင်အောက်ကိုခုန်ဆင်းသွားသူဟာလူတွေကစိုးရိမ်နေကြပြီးခြေဖွားအောက်ကပင်အပ်လေးနဲ့အချုံနှောင်တွေကိုအလင်းမြန်ရုံထွက်နေတဲ့သူကိုလူတွေကစိတ်လှုပ်ရှားစွာစောင့်နေပါတယ်။လူတွေပြောသလိုလူတယောက်သေကန်ဒီအချိန်မှာဖြတ်တန်းခဲ့တဲ့ဘောတစ်လျှောက်လုံးအကြောင်းတွေဖြတ်ခနဲပြန်ပေါ်လာတတ်ပါတယ်။သူ့နာမည်အရင်ကို Aris Wise လို့ခေါ်ပေမဲ့ဘသူမှထိုနာမည်ကိုမခေါ်တာကြာပြီဖြစ်ပြီးသူဟာလက်ထိတ်တွေဝစ်ဆောင်တွေနဲ့အရာရာကနေလွတ်မြောက်လုံးနိုင်သူဖြစ်ပေမဲ့မလွတ်မြောက်နိုင်တဲ့တခုတည်းသောအရာကတော့သူကိုယ်တိုင်ပဲဖြစ်ပါတယ်။ Are you there, Harry? Harry ဆိုတဲ့အတန်တက်တဲ့ရဲ့သူဟာကြီးမြတ်တဲ့ဟူဒီနီဆိုတဲ့တရရနောက်ပြန်နေတဲ့အတိတ်နဲ့တူပြန်လည်နိုးထလာပါတယ်။အဲ့ဒီတရားပေါ်ကမခုန်ချခင်18နှစ်အလို1896ခုနှစ်တုန်းကနှစ်တွေဟာအရာရာပြောင်းလဲသွားခဲ့ပါတယ်။ထိုအချိန်ကသူ့ရဲ့ဇနီးဖြစ်သူဘတ်စ်နဲ့အတူအမေရိကန်ရဲ့နယ်မြို့လေးတွေကပြည်ထစာအိမ်လိုအခြေခံနေရာမျိုးတွေမှာမျက်လက်လိုက်ပြရသူတွေဖြစ်ပြီးဒီလိုအရာတွေကိုမနစ်မြို့လို့ပြန်ကျင်မိမဲ့ဘတ်စ်ကသူပြမဲ့မျက်လက်အစီအစဉ်ကိုစတင်ကြေညာလိုက်ပါတယ်။လွတ်မြောက်အောင်လုပ်ပြမဲ့လက်ထိတ်လေးရပြည်ထစာတွေလောက်စိတ်ဝင်စားခြင်းမခံရပြီမဲ့အကဲဆန်းကျင်သူအချို့ကလက်ထိတ်အထုလို့ပြောနေလို့ပွဲတိုက်ကလူတယောက်စီမှာအစ်စ်ပါမယ်ဆိုရင်လို့ပြောလို့မဆုံးခင်လက်ထိတ်အစ်စ်ကြီးပြစ်တင်ပေးလိုက်ပါတယ်။ဒါကြီးကိုဘဲကရလာလဲမေးတော့သူဟာရဲတယောက်ဖြစ်ပြီးတစ်တာတဲကလွတ်ဆရာမလို့ပဲသူလက်ထိတ်ကနေသာလွတ်သွားတာကြီးအောင်လို့ပြောရင်တော့ခတ်လိုက်ပြီးမို့ပွဲရဲ့အချိန်ကမြင့်တက်သွားပါတယ်။နောက်လှည့်လိုက်တဲ့ဟယ်ရီယာခပတ်ထဲကတန်ချောင်းလေးတစ်ချောင်းနဲ့သူအထက်ထက်လေ့ကျင့်ထားတဲ့အတိုင်းလက်ထိတ်ကိုဖြုတ်ပြလိုက်ပြီးဒါမျိုးကိုပြောတာလားဆိုတော့မှအံ့ဩစရာပဲလို့လက်ခုပ်တီဝိုင်းအားပေးကြပါတယ်။အဲ့ချိန်ကစလို့သူဟာတာမန်မျက်လက်ပညာရှင်မဟုတ်တော့ပဲလွတ်မြောက်မှုပညာရှင်တယောက်ဖြစ်လာခဲ့ပါတယ်။လူတွေသဘောကျမဲ့ idea တွေစဉ်းစားမိရမှာတစားတစားနာမည်ရလာသလိုအဝတ်စားမပါပဲအလင်းမြန်လွတ်မြောက်ပြခဲ့တဲ့ပြကွက်တွေကြောင့်ယူမတက်အားပေးလာကြပါတယ်။တညမှာဇနီးဖြစ်သူဘတ်စ်ကသူမတို့ဒါမျိုးလုပ်နေရ2နှစ်တောင်ရှိလာပြီမို့ဘယ်တော့အနားယူမှလဲမေးပေမဲ့သူလဲစည်းချုပ်တဲ့စက်ရုံမှာပြန်မလုပ်နိုင်သလိုတောပြင်ဆရာလည်းပြန်မလုပ်နိုင်ပဲသူ့အဖေလိုလောကကြီးမှာရှိမှမသိခဲ့တဲ့လူတယောက်လိုဒီအတိုင်းပျောက်ကွယ်သွားမှာကိုမလိုချင်ကြောင်းပြောပြနေပါတယ်။1886 Wisconsin မှာတုန်းကအမြဲလိုလွတ်မြောက်ချင်ခဲ့တဲ့သူဟာညီဖြစ်သူ Dash နဲ့အတူ Appleton မြို့ကဖျော်ဖြေပွဲတွေကိုကြည့်ဖို့ထွက်ပြေးလာနေကြဖြစ်ပါတယ်။ခြေတွေလက်တွေဖြတ်တောက်ပြတဲ့ပွဲကိုအခြားလူတွေနဲ့ Dash ကကြီးတောင်မကြည့်ရဲခဲ့ပေမဲ့သူကတော့မျက်လက်ဆိုတာကြီးကိုဆွဲလန်းနဲ့ချိုက်သွားခဲ့ပါတယ်။ဒါကြောင့်ပရိသတ်တွေထဲကအကူအဖြစ်ရှေ့ကိုခေါ်ချိန်မှာတက်ကြွစွာအနာကပ်သွားပြီးတပိုင်းစီဆွဲထုတ်ထားတဲ့အမျိုးသမီးခြေထောက်ကိုဂလိထိုးချိန်ရားလို့ရီပြလာသလိုအကောင်းတိုင်းဖြစ်အောင်ပြန်လုပ်ပြလိုက်တဲ့မျက်လက်ပွဲကလက်ခုပ်တံတွေကြောင့်သူ့ကိုယ်သူအရေးပါသူတယောက်လိုထင်မိလိုက်ပါတယ်။ဒီကနေတနေရာကိုအိုးတီနေတဲ့သူအတွက်မျက်လက်ပညာဟာလက်မှတ်တစ်ခုဖြစ်လာပြီးကိုယ်တိုင်ရှာလာနိုင်တဲ့ငွေသားအချို့နဲ့မိခင်ထံအပြေးရောက်သွားပါတယ်။ဒီငွေတွေဟာဘာမှမဟုတ်ပေမဲ့တနေ့မှာရွှေအဖြစ်ပြောင်းသွားလိမ့်မယ်လို့သူ့ကိုယုံကြည်တဲ့မိခင်ကိုပြောပြခဲ့မှုပါတယ်။တညဘာသာရေးဆုတောင်းရန် Dash ကိုသွားခေါ်ခိုင်းချိန်စာအုပ်ဖတ်နေသူ Aris ကမျက်လက်ဆရာဆိုတာဟန်ဆောင်ကောင်းတဲ့တရုပ်ဆောင်တယောက်ဖြစ်တယ်ဆိုတဲ့ Robert Houdini ဆိုတဲ့မျက်လက်ပညာရှင်အတိုင်းသူဟာအတော်ဆုံးဖြစ်လာစေရမယ်လို့ပြောနေချိန်သူတို့အဖေကိုလူအချို့ကလာခေါ်ထုတ်ပါတယ်။ဘာသာရေးကောင်းဆောင်ဖြစ်ပေမဲ့အင်္ဂလိပ်စာမသင်ထားတဲ့သူတို့အဖေကိုဘုန်းတော်ကြီးအဖြစ်စက်မခန့်တော့ဘူးဆိုလို့အချို့အရာတွေဟာလက်သီးနဲ့အထိုးခံရတာထပ်ပြင်းပြီးရင်ဘတ်ကိုဓာတ်ရိုက်ထိမှန်တဲ့နာကျင်မှုမျိုးမို့သူဘယ်တော့မှအားမနှဲစေရဘူးလို့ဆုံးဖြတ်လေ့ကျင့်ခဲ့ပါတယ်။မဖြစ်နိုင်တဲ့လွတ်မြောက်ခြင်းတွေကမှ Wisconsin ကနေထွက်ခွာခဲ့တာဖြစ်ပြီးထိုခီးတိုလေးအတွင်း Brooklyn ကမိသားစုနဲ့ပြန်မဆုံခင်အထိပညာတွေသင်ယူခဲ့ပါတယ်။သူ့အဖေသေပြီးနောက်အမေဖြစ်သူကိုထောက်ပံ့ဖို့ Dash နဲ့2ယောက်ပေါင်းပြီးသိမထူးခြားလာတဲ့မျက်လက်ပညာနဲ့ငွေနဲ့နဲ့ရှာဖွေခဲ့ပါတယ်။သူ့ပြပွဲနဲ့ကလျက်ကတချင်းဆိုနေတဲ့အထက်မှာသူ့နှလုံးသားကိုမြားတစ်ချောင်းစိုက်ဝင်ခဲ့သလို Bus နဲ့စဆုံဖြစ်ခဲ့ပါတယ်။နောက်တစ်ချိန်ဇနီးဖြစ်လာမဲ့ Bus ကိုသူအားကြရတဲ့ Robert Houdini ရဲ့နာမည်အတိုင်း Harry Houdini ဖြစ်မိတ်ဆက်ခဲ့ပြီးဂျူးတရားကိုလက်ထပ်နိုင်မလားဆိုကတပတ်တွင်လက်ထပ်ခဲ့ကြပါတယ်။ Pick a hand. No, not that one. Yeah, open your palm. You're gonna have to do better than that if you want to be the greatest magician in the world.
မိမလည်းရသူတက်တာအတွင်ဝန်ဆနိုင်တဲ့ကောင်မလေးတယောက်လည်းရလိုက်တဲ့ Harry ကညီဖြစ်သူ Dash ကိုဖက်ထုတ်က Bus နဲ့အတူမျက်လက်ပွဲတွေဆက်လက်ဖန်တီးခဲ့ပြီးအသက်ဆုပ်ဆောင်ထားတဲ့လူအချို့နဲ့ခရီးထွက်နေရင်ထိုလူတွေရဲ့ကျွမ်းကျင်မှုကိုလိုက်လံသင်ယူကအသုံးချဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူညီ Dash တောင်တောဖွင့်တက်နေပြီဖြစ်လို့ဒီထက်အောင်မြင်ခြင်းရင်တကယ်လောကထဲခြေလန်းစားဖို့သဘောပေါက်လာတဲ့ Harry ကရဲမှုတယောက်ထံသွားကအချုပ်ထဲကလွတ်မြောက်အောင်လုပ်ပြဖို့ဖမ်းခိုင်းမိမဲ့အဲ့ဒါကိုခွင့်ပြုပေးလိုက်ရင်ចောင်းသားတွေသူ့နောက်လိုက်လာကြလိမ့်မယ်လို့ညင်းပါတယ်။ပြပွဲကိုချိန်ညာဖို့မတတ်နိုင်တဲ့ Harry ကတော့သတင်းသမားတွေကိုအသုံးချဖို့စီစဉ်လိုက်ပြီးစကမ်းမှုကိုလည်းသူ့ကိုအချုပ်ထဲမှာထိန်းထားနိုင်မှာကဒေါ်လာ100လက်ငင်းရမယ်လို့ရှိသမျှပုံအော်ပြီးမြှုပ်ဆွဲလိုက်ပါတယ်။ဒါအပြင်အပိုစုကြီးအနေနဲ့ငယ်စဉ်ကတည်းကဓာတ်ရိုက်ထိမှန်တဲ့နာကျင်မှုမျိုးဖြစ်မလားအသေးချာလေ့ကျင့်ထားတဲ့သူ့ဘိုက်ကိုတစ်ချက်ထိုးခွင့်မှာပြီးလိုက်ပါတယ်။အဲဒီနောက်လက်ထိတ်တန်လန်းနဲ့အချုပ်ထဲထည့်လိုက်တဲ့စကမ်းမှုကဘတ်ရက်အနှမ်းကြောင့်ပါဇက်ကိုပါတေချာစစ်ဆေးပြီးအပြင်ထွက်မလာနိုင်ရင်တည်ငြိမ်အေးချမ်းမှုကိုနှောက်ယှက်တဲ့ပုံမှန်နဲ့တညလုံးပိတ်ထားမယ်လို့တတိပေးသွားပါတယ်။လေချောင်းထဲမြူချထားတဲ့တန်ချောင်းအသေးလေးကိုအသုံးချပြီးလွတ်မြောက်သွားတဲ့ Harry Houdini ကိုလူတွေကဖျော်ဖြေရေးသမားဆိုတာထက် The Great Houdini ရဲ့လို့ခေါ်တွင်လာကြပါတယ်။ Harry ကတော့သူဘလောက်နာမည်ကြီးလာပါသေးနောက်ထပ်လွန်မြောက်ပြမဲ့ပြောက်ကွက်တိုင်းဟာပုံမကြီးကျယ်ဖို့လိုမှန်သိနေခဲ့ပြီးသူ့အမေကတော့သတင်းကောင်းစီးတွေကိုလိုက်လံစုဆောင်ပေးနေပါတယ်။တရက်မျက်လက်ပစ္စည်းအယောင်းဆိုင်မှာသူတတိထားမိအောင်အသေးသားပြောက်ကွက်လေးတွေလှုပ်ပြနေသူတယောက်ကိုတောနှုတ်ဆက်တဲ့အခါတောတန်တွေကိုကိုနဲ့မကွာဖော့ထားနိုင်မှုကိုယ်တိုင်တီထွင်ထားတဲ့ဆိုသူကဓာတ်ပုံချိတ်တဲ့ဝါယာချိုးပြောလို့တန်ဖြတ်လွှားတစ်ခုကိုပါထုတ်ပြနေလို့နာမည်ကိုမေးကြည့်တဲ့အခါ James Collins လို့ဆိုပါတယ်။ဒါကြောင့်မင်းငါကိုစင်တကောင်လုံးဖြောင်းနိုင်အောင်ကူညီမလားရေခဲပြင်အောက်ကထွက်လာနိုင်အောင်လှုပ်ပေးမလားမိလိုက်တော့ကြည်စံဖန်းနဲ့ပြကွက်လှုပ်ပေးနိုင်သလိုစင်ကိုဖြောင်းနိုင်ဖို့အချိန်ပေးရန်တောင်းဆိုနေရတဲ့အခုမှတွေ့တဲ့လူကိုမန်နေဂျာခန့်မဲ့ Harry ကြောင့်ဘတ်ကကြောင်အန်းဖြစ်နေပါတယ်သူ့ပိုစတာတွေစုနေသူမိခင်စီကိုလည်းအမေနဲ့တူရှိကြကြောင်ပြောရင်လောလောဆယ်သူ့အလုပ်တွေရှုံနေတဲ့ Illinois မှာတန်ကြိုးတွေနဲ့ဝိုင်းခတ်နေတဲ့ Jerry ကသူတို့ချီကာကိုမှာတော့လူတယောက်ကိုအချုပ်ထဲထည့်ပြီးဆိုရင်ပြန်ထွက်မလာစေချင်ကြောင်နောက်ပြောင်ကအချုပ်ထဲကိုချီထဲကြပါတယ်ဒါအပြင်ပါဇက်ထဲမှာတောဖွက်လို့မရအောင်မပိတ်ခဲ့ပြီးဂျင်ကအကောင်းဆုံးတပ်ပုံရိုက်ပြီးပါတယ်အဲ့ဒီနောက်လူအားလုံးနဲ့အဆောင်တွေအပြင်ထွက်သွားတဲ့အချိန်ခဏမှာလက်အတူတစ်ချောင်းပါလာတဲ့ Harry ကတော့အချုပ်ခန်းထဲကလှည့်မြသွားလွတ်မြောက်သွားပြန်တဲ့အတွက် Houdini ရဲ့လို့နာမည်ကြီးတစ်ထက်ကြီးသွားပါတယ်ဒီလိုနဲ့ Wisconsin ကမိခင်ကို Brooklyn ကဆိုင်ထန်ရွှေ့ပြောင်းမှုခေါ်လိုက်ပြီး Harry ကတော့သူ့အတွက်ပြင်ဆင်ပေးထားတဲ့ဂျင်ရဲ့ပြကွက်အသစ်တွေကိုလိုက်ကြည့်နေပါတယ်အကြီးစားလွတ်မြောက်မှုကြီးအဖြစ်တရုတ်တွေရေနဲ့နှိပ်စက်တဲ့အရာတစ်ခုကိုမြင်လိုက်ရချိန်ကစပြီးသူ့ဘဝကိုထာဝရပြောင်းလဲပြစ်တော့မယ်လို့သိလိုက်ရပါတယ်ဒါကိုချက်ချင်းပဲစမ်းကြည့်မယ်ဆိုက Bus ကိုလက်ပြပြီးရေကန်နဲ့သောက်ထိုးဆင်းသွားပြီမဲ့တခါမှမလုပ်ဖူးတဲ့ရေဖိအားကြောင့်ရက်ဖို့အချက်ပြလိုက်တဲ့ Harry ကိုပြန်ဆွဲတင်မရပဲညံ့နေလို့ဘတ်ကမှန်ကိုခွဲခိုင်းပါတယ်ဒီတော့မှဂျင်ရက်ခွဲပြီးလို့လွတ်မြောက်လာပြီးအစင်ပြေရလာလို့စိုးရင်တကြီးဝိုင်းမိကြပြီမဲ့ Harry ကတော့စိတ်ကူကောင်းမဲ့လို့ပြောရင်ကျဉ်းနေပါတယ်အဒီနောက်ချီကာဂိုကအော်ပရာပြသရုံတစ်ခုမှာလူတယောက်အလွန်ဆုံးအသက်အောက်နိုင်ရင်ဘယ်နှစက္ကန့်လဲလို့ပရိသတ်ကိုလိုက်လောက်ခိုင်းပြီးထိုခိုက်တန်းမှာစက္ကန့်လက်တန်တွေဟာနှေးလုံးချောင်းတက်တည်ပြပြီးနောက်သူ့ရဲ့ပြကွက်အသစ်ထဲကနေလွတ်မြောက်ပြရန်ပြင်ဆင်ပါတယ်ခြေချင်းဝတ်တွေကိုခိုင်ခန့်နဲ့တစ်သားထိတ်တုံနဲ့ခတ်ခါတရုတ်ရည်တွင်နှိပ်စက်ခန်းတဲ့ဇောက်တိုးနှစ်ပြမဲ့အချိန်တခုခုမှားရင်းသွားရင်တော့မိသားသမားတဦးကရေကန်ကိုပစိန်နဲ့ခွဲပေးရမှာဖြစ်ပါတယ်သူမရှိတင်တေမလို့ဖြစ်ဘူးတဲ့ပြကွက်အတွက်ဘတ်က6ချနေပေမဲ့စက္ကန့်60အရောက်မှရေထဲချဖို့အချက်ပြလိုက်ပြီးတစ်တာကိုတော့ရီနဲ့ခတ်ခါအကာရံနေနဲ့ဖုံလိုက်ပါတယ်တိတ်ဆိတ်နေတဲ့ပြသက်ယုံမှာမီးနေရေတွက်နေသူဂျင်ရဲ့အတန်သာဖုံလွှမ်းနေပေမဲ့သူတို့ကိုယ်တိုင်လည်းမျက်နှာပြတ်နေကြသလိုပရိသတ်တွေကတခုခုမှားနေပြီလားလို့ထားမေးလာကြပြီးအချိန်ကလည်း3မိနစ်ထိရှိလာပါပြီစူညာပူညာဖြစ်လာတဲ့ပရိသတ်ကြောင့်မှန်ကိုခွဲရန်မိသက်သမားကိုခေါ်လိုက်ရပြီးအကာအကွယ်ကိုဖယ်လိုက်ချိန်ရေကန်ထဲမှာလူမရှိတော့ပဲပစိန်ကင်ထားတဲ့မိသက်သမားကဟူဒီနီဖြစ်နေလို့အဲ့လိုရင်ခုန်စိတ်လှုပ်ရှားစရာပြကွက်တွေနဲ့နာမည်ကြီးတစ်ထက်ကြီးလာပါတယ်ဝါရှင်တန် DC ကအမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဒရိုက်တာဟာဥရောပဖြော်ပြေးစားတော့မှာမို့သူတို့ရည်ရွယ်ချက်အတွက်ဟူဒီနီကအသင့်တော်ဆုံးလို့တိုင်ပင်ပြင်ဆင်နေကြပြီးဂျာမန်စကားပြောတတ်တဲ့ဟန်ဂေရီနွယ်ဘွားဂျူးလူမျိုးဟာတမနာထက်တောင်ဝင်ငွေကောင်းနေတဲ့အမေရိကအကျော်ကြားဆုံးလူမို့နယ်လက်ဖြော်ပြေးသမားကိုသူတို့အတွက်ဟန်ဆောင်ခိုင်းရန်ကြံစီနေပါတယ်ပထမကမ္ဘာစစ်ကြီးဖြစ်မလာခင်ကာလမို့ဂျာမန်ဘရင်ကန်စာရဲ့ခေါင်းထဲမှာဘာရှိလဲသိရအောင်ဟူဒီနီကိုအသုံးချခြင်းနေတဲ့အတွက်ဟူဒီနီရဲ့အာဏာချက်ကသူ့အမေဆိုတာကိုလည်းသိသွားကြပါတယ်ဘယ်သူမှတတိမထားမိတဲ့အချိန်ကလေးကအမေရိကန်ဟာဗြိတိန်နဲ့ပူးပေါင်းပြီးဂျာမနီရဲ့ချိန်ချောက်မှုကိုစောင့်ကြည့်မဲ့အပေါ်မှာဟယ်ရီကမမျှော်လင့်ထားတဲ့မျက်လုံးဖြစ်ပါတယ်သူအကောင့်ထဲပေါ်ရမယ့်အထက်မှာအစမ်းကျဲဆုံးမျက်လဲကစပိုင်လုပ်ငန်းဖြစ်ပြီးလျှို့ဝှက်ချက်ကိုမဖော်ပြရတဲ့မျက်လက်ဆရာသူအတွက်တော့ကိုက်ညီတဲ့အရာလည်းဖြစ်ပါတယ်နိုင်ငံတော်ကမင်းကိုလိုအပ်နေပြီမို့တယောက်တည်းလာခဲ့ပါဆိုတဲ့စာကစိတ်လှုပ်ရှားစရာကောင်းတဲ့အကြောင်းပြောတော့အမေရိကန်လျှို့ဝှက်အဖွဲ့အစည်းရဲ့မဟာမိတ်အင်္ဂလိပ်ထောက်လှမ်းရေး MI5 ကထိုလူဟာစာဝီလီယံမဲဗီလို့မိတ်ဆက်လာပြီးစာရွက်ကိုမိရှို့လိုက်ပါတယ်
ဟူဒီနီရဲ့အလောက်ကမျက်စိနဲ့နားကိုဖွင့်ထားဖို့နဲ့စစ်ပွဲဖြစ်လာရင်အမေရိကန်ကအင်္ဂလန်ဘက်မှရက်တီကစစ်ပွဲကိုရပ်တန့်မှာမို့ဟူဒီနီကနိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ခဲ့တဲ့ဆိုတာကိုရှင်ထဲမှာပဲထားဖို့တတိပေးပါတယ်။ passport ကမွေးရက်မြေကိုလည်းအပယ်တန်ဆိုတာကိုပြင်ဆင်ပေးထားပြီးဂျာမနီပြည်ရှင်ကိုင်ဇာဝီလီယံဆိုသူကလက်တစ်ဖက်သာကောင်းပေမဲ့ထိုလက်ဟာဟူဒီနီရဲ့မွေးရက်မြေဟန်ဂေရီအထိထောက်လှမ်းနိုင်တာကြောင့်အမေရိကန်လူမျိုးစစ်စစ်ဖြစ်နေတာပိုစိတ်ချရမှာဖြစ်ပြီးအခုဆိုသမရတောင်ဝင်ရွေးခွင့်ရှိပြီလို့အသိပေးပါတယ်။အိမ်ကိုတိတ်တိတ်လေးပြန်လာတော့ဘယ်သွားနေရလဲမေးတဲ့ဘတ်စ်ကိုဂျင်နဲ့လို့လိမ်မိမဲ့ဂျင်ကလည်းသူမသိဘူးလို့ပြန်ထောက်ရင်မိန်းမတယောက်ယောက်နဲ့လာလို့မေးပါတယ်။ပြောခွင့်မရှိတဲ့လျှို့ဝှက်ချက်အတွက်ယုံကြည်မှုမရှိတဲ့ဇနီးဖြစ်သူကိုအထက်ထက်တောင်းပန်ခဲ့ရပါတယ်။မျက်လက်ပညာနဲ့ဆိုရင်အရေးပါသူတယောက်ဖြစ်အရာရာကလွတ်မြောက်နိုင်ခဲ့တဲ့သူဟာဘဝမှာဘယ်တော့မှမလွတ်မြောက်နိုင်တဲ့အရာချို့တော့ရှိနေသေးဖြစ်ပါတယ်။1886တုန်းကအပယ်တန်ကထွက်လာပြီးမျက်လက်ဆရာရဲ့အလုပ်တင်ဖြစ်ခဲ့စဉ်ကအံ့ဩစွာငေးခဲ့ရတဲ့အရာတွေဟာမျက်လက်ပညာဖြစ်သင်ခန်းစာများစွာရခဲ့ပြီးဖြစ်ချင်တာတွေကိုစတင်တည်ဆောက်နေခဲ့ပါတယ်။ကြည်စံဖန်းနဲ့ပြက်ကွက်စာအုပ်ကိုဖတ်နေတဲ့ဟယ်ရီယာသူ့ဆရာကိုသူကြည်စံဖန်းမယ်လို့တိုက်တွန်းခဲ့ပေမဲ့ဒေါသထွက်သွားတဲ့သူ့ဆရာဟာအဲ့ဒီပြက်ကွက်ကြောင့်သူ့သားတည်ခဲ့ရတာလို့ဆိုပါတယ်။ကြည်ထက်ပြီးမောင်းဆွဲလိုက်ချိန်မှာသူ့သားရဲ့ခေါင်းပွင့်သွားတယ်ဆိုလို့အဲ့ဒါဟူဒီနီရဲ့စာအုပ်ထဲကဇက်လန်ကြီးမို့ခမားလိန်နေရလို့ထပြောတဲ့အခါမင်းရဲ့သူရဲ့ကောင်းကြီးဟူဒီနီကလည်းလူလိမ်တယောက်ဖြစ်တယ်လို့ကိုသားကိုတတ်ခဲ့တဲ့ဘယ်မျက်လက်ဆရာနဲ့မှမစုံခဲ့ပဲစာအုပ်ထဲထည့်ရေးထားလို့ဆိုပါတယ်အတော်ဆုံးမျက်လက်ဆရာဆိုတာအတော်ဆုံးလူလိမ်မဲဆိုတဲ့စကားကြောင့်အရှိုက်ကိုထိသွားပြီးသူလိုက်ဖမ်းဖို့ကြိုးစားနေတဲ့အိမ်မက်ဟာအလိမ်ညာဖြစ်နေတယ်ဆိုတဲ့သင်ခန်းစာတစ်ခုလည်းရလိုက်ပေမဲ့ထိုခါသီးသင်ခန်းစာကသူ့အတွက်အကျိုးရှိလာစေတဲ့အတွက်ဟယ်ရီဟူဒီနီရဲ့လို့ဖြစ်လာခဲ့ပါတယ်1905ခုနှစ်ဂျာမနီရဲ့ဘာလင်မြို့မှာလက်မှတ်ကုန်တဲ့အထိငါးပွဲပြသပြီးနောက်ဘရင်ကတီးတန့်ပြပွဲအတွက်တောင်းဆိုပါတယ်။တိတ်သဘောကျဟန်မပြတဲ့ကိုင်စာဘရင်ကြောင့်ခွင့်ပြုပေးမယ်ဆိုရင်ကြည်စံဖန်းပြပွဲအတွက်လက်ဖြောင်းဆုံးလူတစ်ယောက်ကိုအကူအညီတောင်းလိုက်ပါတယ်။ဂျင်ကိုတိုင်းတေချာရဲ့လားဘော့စ်လို့မေးနေရကြောင်းမင်းမဲအမှားယွင်းမရှိဘူးလို့ပြောခဲ့တယ်မဟုတ်လားမေးပြီးတခုခုသွားယူခိုင်းပါတယ်။ဘရင်ကတော့အော်ပရာကြီးမှန်မြောင်းနဲ့ပဲစောင့်ကြည့်ပေးဖို့နဲ့ဂျာမန်ဒူးဘိုတယောက်ကိုသူယူလာတဲ့ရိုင်ဖယ်နဲ့ပြစ်မှတ်ကိုအရင်ပစ်ခိုင်းပါတယ်။ဒါကြောင့်ဘရင်ရဲ့ခွင့်ပြုချက်နဲ့ပြစ်မှတ်အလေတက်ကိုပြစ်ပြလိုက်ပြီးတနက်ကိုတော့ဂျင်ကကြည်ပြန်ဖြည့်နေပါတယ်။ခေဟောင်းရိုင်ဖယ်မို့ရန်မုတ်အနီတော်ကိုပြောင်းဝတဲ့လောင်းထည့်ပြီးမှစက်ကူဖတ်ပေါ်မှာကြည်စံထည့်ရတဲ့အကြောင်းတေချာစစ်ဆေးခိုင်းနေပါတယ်။အဲဒီနောက်ကြည်စံကိုမောင်းတန်နဲ့ထိုးသိပ်ခါဂျာမန်ဘိုကိုစက်ဝိုင်းတက်ကသူ့စီပစ်ဖို့ရက်လိုက်တာကြောင့်ဘရင်မှာစိတ်ဝင်စားသွားပါတယ်။ကြည်စံကိုသွားနဲ့ဖမ်းပြမှာမို့တနက်သမားထံသူ့အသက်ကိုအပ်ထားပြီးဆိုကဘရင်ရဲ့ခွင့်ပြုချက်နဲ့ပြစ်တော့မဲ့အချိန်သူ့ကောင်းထဲမှာသူ့အဖေပေါ်လာပြီးမဲ့ပြားခွက်ကိုအာယုံပြန်ဆိုင်ပြီးမောက်ကလုတ်ကိုဆွဲခိုင်းပါတယ်။တနက်တန်တစ်ချက်ထွက်လာပြီးနောက်အားလုံးထိတ်လန့်တုန်လှုပ်သွားကြပြီမဲ့အကောင့်တိုင်းရှေ့တိုးလာတဲ့ဟူဒီနီကကြည်စံကိုကိုက်လက်သားရှေ့ထွက်လာလို့ဂျာမနီရဲ့ဘရင်ကိုယ်တိုင်လက်ခုပ်တီးချင်မြင်ပါတယ်။ခင်ဗျားတို့သာဒီလျှို့ဝှက်ချက်ကိုသိသွားရင်မျက်လက်ပညာကရိုးရှင်းတယ်လို့ထင်သွားမှာဖြစ်ပြီးတကယ်တမ်းကြည်ထိုးတန်ရဲ့ထိတ်မှာတန်လိုက်တစ်ခုရှိနေလို့ပြန်ပါလာတဲ့ကြည်စံကိုဂျင်ကဖတ်ယူလိုက်တာဖြစ်ပါတယ်။ဘူဒါဘတ်စ်မြို့ကိုရောက်လာတော့ရိုင်လီဆိုတဲ့လူတစ်ယောက်ကဒီမြို့ကိုတခါမှမရောက်ဘူးသလိုနေပြီးမိတ်ဆွေတစ်ယောက်နဲ့စကားပြောသလိုဟန်ဆောင်ခိုင်းပါတယ်။ဂျာမန်ဘရင်ကိုသဘောကျရဲ့လားဆိုလို့သူတို့အသင့်မဖြစ်သေးတဲ့တိုက်သင်္ဘော9စီးတီဆောက်နေပြီးစစ်တပ်ဖို့ကြံစီနေတာကိုရှယ်လီဖန်စစ်စင်ရေးလို့ခေါ်ကြောင်းအသိပေးပါတယ်။အဲဒီနောက်လန်ဒန်ကမဲပေးပို့လိုက်တဲ့ဆိုတဲ့စာအုပ်ဟာရုရှားစာအုပ်တုပ်ဖြစ်နေပြီးမော်စကိုထံဆက်သွားရမယ့်ကိစ္စတစ်ခုပေါ်လာပါတယ်။ဇနီးဖြစ်တဲ့ဘတ်စ်နဲ့တူလမ်းလျှောက်လာရင်မဝေးရခင်ကွယ်လွန်သွားတဲ့ဝီတိုရီယာဘုရင်မကြီးအတွက်ဝတ်စုံကိုအကောင်းဆုံးအနေနဲ့ထိုက်တန်တဲ့မိခင်ဖြစ်သူအတွက်ဝယ်ပေးလိုက်ပြီးအကြီးမြတ်ဆုံးဟူဒီနီရဲ့မိခင်ကိုဘုရင်မတပါလာပလင်ပေါ်တင်ပေးလိုက်ပါတယ်။ဘတ်စ်ကတော့ဟယ်ရီသူမကိုပြောဘူးသလိုဒီနီးနားကလူတွေဟာသူ့အမေကိုအတုံးမကျတဲ့ဘာသာရေးဆရာတယောက်နဲ့လက်ထပ်ခဲ့သူအဖြစ်နှိမ်ချဆက်ဆံခဲ့တာကိုမှတ်ထားပြီးတနေ့နေ့မှာအဖိုးမတန်တဲ့ငွေတွေကနေရွှေတွေဖြစ်လာစေရမယ်ဆိုတဲ့ကတိအတိုင်းဟန်ဂေရီရဲ့လူချမ်းသာတွေကိုဦးညွှတ်စေခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့မော်စကိုကိုရောက်လာကြပြီးဇာဘီယင်ရိုမန်နော့ဘီယင်မိသားစုရှေ့မှာမျက်လက်ပြနေသူဟူဒီနီကိုဘရင်ကြံပေးရက်စပူတင်ကမကြေမချမ်းကြည့်နေပါတယ်။စာရွက်တရွက်စီမှာအဖြစ်ချင်းဆုံးဆန္ဒကိုချရေးခိုင်းခဲ့ပြီးမျိုးစားကတော့ဖြစ်တဲ့အန်နာကိုရွေးချယ်ခိုင်းလိုက်ပြီးမဲ့သူရုရှားလို့မတက်ဘူးဆိုကဇာရီနာကိုပေးလိုက်တော့နှစ်တရာလောက်တိတ်ဆိတ်နေတဲ့ဂရမလင်ခေါင်းလောင်းကြီးကိုဂျိုးဆွဲတီးပြပါဆိုလို့မော်ပညာနဲ့တော့လုံနိုင်မယ်ဆိုတဲ့ဟူဒီနီကိုရက်စပူတင်ကအယူလို့ဝင်လောင်ပါတယ်။ဗတဲ့မောက်တကားကိုဆွဲဖွင့်လိုက်သူဟူဒီနီယာလူတယောက်ကမှန်ပြောင်းနဲ့ကြည့်နေပြီးအဝိစားပေါ်ကိုတာမန်အဝိဖြူတစ်ခုထက်ကဂျိုးသေးသေးလေးတစ်ချောင်းကိုဆွဲထုတ်လိုက်တဲ့နောက်မျိုးစားကတော့ကိုဆွဲခိုင်းလိုက်ချိန်မှာနှစ်တရာလောက်အတမမီတော့တဲ့ခရမလင်ခေါင်းလောင်းတန်ကိုအံ့အားသင့်စွာကြားလိုက်ရတာကြောင့်ဘရင်မိသားစုကိုယ်တိုင်ဒူးထောက်အယူသေးပေးနေကြသလိုမယုံကြည်တဲ့ဘုန်းတော်ကြီးရက်စပူတင်ကပါပြတင်းပေါက်နားလာကြည့်ပြီးကြောင်အားနေပါတယ်။သူ့ကိုမကြင်မနှက်ဖြစ်နေမှသိလို့ဘိုက်ကိုလက်သီးနဲ့အထိုးခံလိုက်တဲ့ဟူဒီနီယာဘရင်ရဲ့ယုံကြည်မှုကိုလည်းရယူနိုင်ခဲ့ပါတယ်။ဒီကိစ္စတွေကိုဗြိတိန်ထောက်လှမ်းရေးထံပြောပြခဲ့ပြီးဂျပန်တို့ကျူးကျော်မှာကြောက်နေတဲ့ဇာဘ
ဘရင်ဟာ Rasputin အကြံပေးသမျှကိုအယူလို့လိုက်လုံနေကြရလို့ဆိုပါတယ်ဒါဟာဘရင်ရဲ့တားငယ်လေးအလက်စီတန်က Hemophilia ဆိုတဲ့သွေးမတိတ်ယောဂကိုဘုန်းတော်ကြီးကတတ်တအောင်ကုပေးခဲ့လို့အကုန်လုံးခွင့်ရသွားတာလည်းဖြစ်ပါတယ်ခေါင်းလောင်းကိုဘလို့တီးခဲ့လဲမေးတော့မျိုးသားကတော့နှိုက်ယူခဲ့တဲ့စာရွက်ကိုသူအသင့်ပြင်ထားတဲ့စာရွက်နဲ့လဲကရုရှားလို့မတက်လို့ဇာရီနာကိုဖတ်ပြခိုင်းလိုက်ပြီးတစ်ဖက်အဆောက်အဦပေါ်မှာချင်းကနှင်းတွေကြားကနေခေါင်းလောင်းကိုရိုင်ဖယ်နဲ့ပစ်ခါအလိုက်တင်တရုတ်ဆောင်ပြသွားတာကိုသူ့စီမှာစွမ်းအားတွေရှိတယ်လို့ယုံကြည်သွားတာဖြစ်ပါတယ်စိန်ခေါ်မှုအသစ်အနေနဲ့ဂျာမန်တန်မတ်ရုံကန်ထဲမှာရှယ်လီဖန်စစ်စင်ရေးမိတ္တူတစ်ဆောင်ကိုမြောက်ပင့်ခိုးယူခိုင်းနေပြန်တာကြောင့်အရီနာကလန်ဒန်မှာပြသရုံတစ်ခုကမိကန်တက်တာထဲမှာအချိန်ဆွဲခဲ့ပြီးမလန်မကန်ကဂျာမန်တန်ယုံမိကန်တက်တာကိုဖောက်ဝင်ပါတယ်အစားကပြန်ပြောရရင်စင်ဘော်ကမိကန်တက်တာထဲမှာ10မိနစ်စာပဲအသက်ရှူလို့ရမယ်လို့ပရိသတ်ကိုချင်းခဲ့ပြီးလန်တစ်ဖက်ကဂျာမန်တန်ယုံနဲ့ဝင်သွားတာမို့ဘတ်ကလည်းမေကွန်ထုံနေပါတယ်နောက်ကပရိသတ်ကလည်းဟူဒီနီကိုထုတ်ပေးဖို့အော်နေကြသလိုဘတ်ကတော့သူမတို့10နှစ်ပြည့် anniversary ကိုမေ့နေရလို့အပြစ်တင်ပါတယ်တန်မတ်ရုံကန်ထဲမှာမိကန်တက်တာကိုဖွင့်နေသူဟူဒီနီကတော့အခန်းထဲကိုစော်တပွေနဲ့ဝင်လာသူတန်အမတ်ကြောင့်ဝင်ပုန်းနေရပြီးပုံစံပြတ်နေတဲ့တကားလက်ကန်ကြောင့်အနားကိုရှောက်လာတဲ့တန်အမတ်ကမိကန်တက်တာကိုလှည့်ပိတ်လိုက်ပါတယ်10မိနစ်သာအသက်ရှူလို့ရမယ်ဆိုတဲ့ပြသစင်ပေါ်မှာ29မိနစ်အထိကြာနေပြီမို့ပရိသတ်ကအမြန်ထုတ်ပြီးရန်ဝိုင်းအော်နေကြပြီဖြစ်ပါတယ်တဖြည်းဖြည်းနဲ့မိနစ်60အကြာမှာတော့ဂျင်ကပရိသတ်ကိုအချိန်ထပ်ဆွဲပေးခဲ့တာကြောင့်အချိန်မီသာပြန်ရောက်နိုင်ရင်စိတ်ကောက်နေတဲ့ဇနီးအတွက်ပါလက်ဆောင်ပေးနိုင်မှာဖြစ်ပေမဲ့လောလောဆယ်မရောက်ဘူးသေးတဲ့မိကန်တက်တာတွေကထွက်မရသေးသလိုလေကလည်းရှူဖို့ခက်လာပါတယ်ဒါကြောင့်အုံနောက်ကိုတော့ဖြစ်အသုံးချကမိကန်တက်တာရဲ့တော့တွေဂီယာအထားတို့တွေကိုပြန်မမိအောင်ကြိုးစားနေချိန်ပရိသတ်ကထိမရအောင်ဆူပူလာပြီးမို့တက်တာကိုဖွင့်ဖို့ကြိုးစားကြပါတယ်နောက်ဆုံးတော့အိတ်ခမ်းဘက်မှာရှိလဲမှတ်မိသွားပုံရတဲ့တန်အမတ်ဖိုးကြီးထွက်သွားပြီးမို့မိကန်တက်တာကိုဖွင့်နိုင်ခဲ့ချိန်မှာစင်ဘော်ကတက်တာအတွင်းမှာတော့ပန်းစည်းတွေလှလှပပပေါ်လာနေပြီးမို့မဲဖေးကိုမိတ်တူအခါစင်နောက်ကပြန်ပေါ်လာပါတယ်အဲဒီနောက်ဘတ်ကိုစင်ဘော်ခေါ်ကသူတို့ရဲ့မင်္ဂလာနှစ်ပတ်လည်အဖြစ်ပရိသတ်ရှိမှစိန်ပရက်တွေနဲ့အမှန်ကန်ရိုးပြခဲ့ပြီးမဲ့စင်နောက်ရောက်လာတဲ့ဘတ်ကအားလုံးကိုပြန်ချုပ်ခါရှင်လုံးနေတာတွေကကျမအတွက်မဟုတ်ပဲရှင်ရဲ့အမှုပညာအတွက်ရှင်ပရိသတ်အတွက်နဲ့ဘလောက်အမေရိကန်လဲဆိုတာပြဖို့ကြိုးစားနေရလားလို့ဆွဆွဲပါတယ်ဘတ်ကိုအသေးတန်တောင်းမှပြီးစစ်ပွဲပကြီးရေးဆွဲသူလေဒီဘတ်တလာရဲ့ပါတီကိုရောက်တော့လူတယောက်ပေါ်ထိုင်မိလိုက်တဲ့ဘတ်ဟာအမျိုးသမီးတွေနဲ့လက်ဆောင်ကြားနေသူဟူဒီနီကိုရွက်ရန်စစ်ဖို့တယောက်နဲ့ပလူးပြလိုက်တာကအချို့ຢာတွေဟာလက်သီးနဲ့အထိုးခံရတာထက်ရင်ဘတ်ကိုဓာတ်ရိုက်ထိတဲ့နာကျင်မှုမျိုးမို့ထိမရအောင်ဖြစ်သွားပါတယ်ဘတ်အိမ်မြန်ရောက်လာချိန်မှာရေချိုးခန်းနဲ့ကောင်းနေပြီဖြစ်တဲ့ဟယ်ရီကသူ့ကိုယ်သူတက်သိလိုက်မယ်ပြောနေလို့ဘာရီစိတ်ဆိုးနေရလဲမေးတဲ့အခါနေသူ့ကိုနန်းနေရလို့ဆွဆွဲနေတဲ့အတွက်ပါတီမှာကျမဘယ်နေရာမှာရှိနေလဲရှင်ဂီယိုတောင်စိုက်ခဲ့လို့လားလို့မေးခွန်းထုတ်ပါတယ်မင်းဟာကြီးမြတ်တဲ့ဟူဒီနီရဲ့မိန်းမပဲဆိုလို့ကျမကတော့ရှင်မလို့ရင်တစ်တာတဲ့ထဲသိမ်းခံရတဲ့အမျိုးသမီးလို့ပြောပြီးထွက်သွားပါတယ်စိတ်ပြည့်လက်ပြောက်မိန်းမတယောက်နဲ့ကဒင်ပေါ်ရောက်နေပေမဲ့စိတ်မပါလာတဲ့အချိန်သူ့ရဲ့လွန်မြောက်မှုနောက်တစ်ခုကိုကောင်းကင်ယံမှာတွေ့လိုက်ပါတယ်အမေရိကန်မှာတော့ဘလို့လဲမသိပေမဲ့အင်္ဂလန်မှာဆိုရင်တော့အမျိုးသမီးတယောက်ကိုစောင့်ခိုင်းတာရိုင်းနဲ့ပြောနေသူဟာလက်ထိတ်နဲ့ချီခဲ့ပြီးအောက်မှာအသင်းဆောင်နေတဲ့ဂျင်းမြက်လဲပေါ်ခုံစင်းကသူ့ကိုလေရင်ပြန်ဝယ်ပေးလို့ဆိုပါတယ်အဲ့ဒီနောက်အချစ်မှာကြရှုံးသွားတဲ့ဟူဒီနီကပြန်တမ်းဖို့ကလွှဲရင်ဘာမှမတွေးနိုင်တော့ပဲလေရင်တစည်းနဲ့နှစ်ပေါင်းများစွာကဘာပတ်နေပါတယ်နားထဲမှာတော့ဟယ်ရီဆိုတဲ့အတန်ကြောင့်ပြန်တမ်းရတာတော့မဆန်းတော့ဘူးအထင်နဲ့မြေပြင်ကိုပြန်ရောက်လာပြီးမဲ့မြေပြင်မှာတော့အပြောင်းလဲတွေဖြစ်လာနေပါတယ်1914ဒီထရိုက်မှာပြပွဲတစ်ခုလုပ်ခဲ့ပေမဲ့ပရိသတ်ကရိုးဤလာတဲ့ပုံမို့သူ့လွတ်မြောက်ခြင်းတွေဟာမပြည့်စုံဘူးလို့ထင်လာပါတယ်ဒီစိတ်တွေကြောင့်ပဲသူနဲ့တူရှိခဲ့တဲ့ဂျင်ကိုအလုတ်ဖြုတ်တယ်လို့ပြောခဲ့လိုက်ပြီးရုပ်ရှင်တွေခစ်စားလာတဲ့ခေတ်မှာပြသက်ရုံမှာဖျော်ဖြေတဲ့နယ်ဆိုလို့ဒေါသကြီးအော်ဟစ်ခဲ့လိုက်ပါတယ်လူတွေတဝါဝါအော်ဟစ်နေတဲ့ချာလီချပ်ပလင်ဟာပြိုင်ဘက်အစ်စ်ပဲလို့ဂျင်ကသတိပေးပေမဲ့သူ့ပရိသတ်ကသူ့ကိုချစ်လို့ပြန်လာလိမ့်မယ်လို့ဆိုပါတယ်အသက်ဆန်ပြကွက်ကိုစဉ်းစားနေလို့စင်ကိုဖျောက်ရအောင်ဆိုတဲ့ဂျင်ကချာလီချပ်ပလင်ရဲ့ရုပ်ရှင်ကိုရည်ကျင်နေပေမဲ့နောက်တစ်ခါရည်ရင်အလုတ်ပြုတ်ပြီလို့ဘေးကရွက်နေပါတယ်မကြေမနက်ဖြစ်နေသူဟယ်ရီယာပရိသတ်ဟာလွန်မြောက်မှုပြကွက်ကိုစိတ်ကုံသွားတာဖြစ်မှာပေါ်ဆိုတဲ့ဘတ်ကဆေးကြောက်တွေတောင်းရင်ဟာသားလုံနေချိန်ဘေးကရေခဲကြောင့်ဂျင်ကိုရေခဲများများယူခိုင်းလိုက်ပါတယ်ရေချိုးကန်ထဲမှာရေခဲစိတ်နေတဲ့ဟယ်ရီကိုနားမလဲသွားပြီးတော့လူတွေကိုပြသက်ယုံစီခေါ်လာလို့မရရင်လူတွေစီပြသက်ယုံကိုခေါ်သွားမယ်လို့ဆိုကတေးပေါက်ချင်ရင်လည်းသူမကြည့်ကျင်လို့9မိနစ်စောင့်ခိုင်းပါတယ်ဒီလိုနဲ့ဇက်လန်ဆာကတရားပေါ်ကနေခုန်ချရန်ရေခဲပြင်းကို12ပေ15ပေလောက်အပေါက်ဖောက်မဲ့ဟယ်ရီယာသူမမုတ်ဆိုးမဖြစ်ချင်လောက်မယူသေးလို့မလုံရန်အပြက်ပြောသွားပါတယ်သတင်းစာထဲမှာယူသွတ်ဆရာတစ်ခုလုပ်ပြမယ်လို့ကြော်ညာထဲလိုက်တာနဲ့လူထောင်နဲ့ချီရောက်လာကြတဲ့အခါသူတေးစေနိုင်တဲ့အရာတစ်ခုကိုစီစီကားကားလာကြည့်မှာကလူရီရဲ့သဘောတဘာဝဖြစ်ပါတယ်ဒီတော့များများဆဆတွေးနေရင်သူဘာလဲဆိုတာမေ့သွားမှာမို့ကြီးမြတ်တဲ့ဟူဒီနီအဖြစ်ရေခဲရည်တဲ့ခုန်ချကတော့တွေအလင်းမြန်ဖွင့်လိုက်ပြီးမဲ့ပြန်တက်ဆရာအပေါက်ရှာများဖြစ်နေချိန်တေကန်နီးလူတယောက်ရဲ့ဖြတ်တန်းကသမျှမှတ်ညံအားလုံးကိုလည်းခေါင်းထဲမှာမြင်နေရပြီဖြစ်ပါတယ်